ကိုယ့်ရဲ့စိတ်ထဲမှာမုန်းတဲ့လူရှိများရှိသလားလို့လိုက်ချင်းဘယ်သူပေါ်မှာမမုန်းရနောက်ဆုံးမှကိုယ်လာလာကြိုက်တဲ့ချင်းကလေးတွေတောင်အစပြီးတော့မုန်းတယ်ဆိုတဲ့စိတ်မရှိဘူးပေါ့နော်အားလုံးပေါ်မှာမုန်းခြင်းဆိုတာကင်းမဲ့သွားတဲ့သဘောတရားလေးကိုမေတ္တာလို့ခေါ်တာပဲအဲ့ဒီလိုအမုန်းတရားကင်းစင်အောင်မိမိရဲ့တဏ္ဍာမှာမေတ္တာဆိုတာကိုကြိုးစားအထောက်ဖို့လိုအပ်တယ်တဲ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားကိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာတွေ့အောင်ရှာပြီးဆိုလို့ရှိရင်ဘယ်လိုတွေ့အောင်ရှာမလဲမေတ္တာရဲ့မေတ္တာဖြစ်မှုမဖြစ်မှုကိုသိအောင်သူ့မှာသင်္ကေတလေးတွေရှိတယ်ဆိုင်းရှိတယ်ပေါ့ characteristic လို့ခေါ်တယ်ဒီတွင်ပြင်လက္ခဏာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့စိတ်သဘောထားလေးဖြစ်လာတာဒါမေတ္တာဖြစ်တယ်လို့ခေါ်တာဥပမာဘယ်သူပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှိရင်အော်သူအကျိုးကိုလိုလားတဲ့စိတ်လေးဖြစ်ရင်ဒါမေတ္တာပဲဟိုသဗ္ဗေတ္တအဝေရာဟောတုလို့မေတ္တာပို့နေမှာမဟုတ်ဘူးသူကဘယ်သူပဲဖြစ်ဖြစ်ကိုလို့ပေါ်ခိုင်းမဲ့ခြင်းအော်သူကောင်းကျိုးချမ်းသာတွေရပါစေဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒါမေတ္တာဖြစ်သွားပြီလို့ပြောတာပဲမေတ္တာဟာအဲ့ဒီအချိန်မှာဖြစ်သွားတာအဲ့ဒီဖြစ်သွားတဲ့မေတ္တာကို develop ဖြစ်အောင်ကိုကလုပ်ပေးတာပဲမေတ္တာပွားတယ်ဆိုတော့ develop ဖြစ်အောင်လုပ်ပေးတာအဲ့ဒီစိတ်ဓာတ်မျိုးအကျဉ်းချင်းဖြစ်အောင်လုပ်ပေးတယ်ပေါ့တခါတရံနေဖြစ်တယ်ဆိုလို့ရှိရင်စွမ်းအားမရှိဘူးအကျဉ်းချင်းဖြစ်ပြီဆိုရင်စွမ်းအားတွေတက်လာတယ်အဲ့ဒီစွမ်းအားတက်လာအောင်လေ့ကျင့်ပေးတာကိုမေတ္တာဘာဝနာလို့ပြောတာအဲ့တော့ဟိတာကာရပဝတ္တိလက္ခဏာမေတ္တာဟိတဆိုတာဘယ်သူပဲဖြစ်ဖြစ်ခြေကောင်းအနေကောင်းတွေဖြစ်ပါစေကျိုးစီးပွားကိုလိုလားတဲ့စိတ်အနေထားမျိုးလေးတွေကိုယ့်ရဲ့နှလုံးထဲမှာစိတ်ထဲမှာအတွေးထဲမှာပေါ်လာပြီးတတ္တဝါတွေကိုအာယုံပြုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ကျိုးစီးပွားလိုလားတဲ့စိတ်ကလေးပေါ်လာတယ်ဆိုတာဒါမေတ္တာရဲ့သင်္ကေတပဲပေါ့အဲ့ဒီမေတ္တာရဲ့ဆောင်ရွက်မှုကဘယ်လိုဟာတော့ဆိုရင်အဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာသည့်အတွက်ကြောင့်သူ့ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်စေဖို့ရာအတွက်နှုတ်ဤဆောင်မှခြင်းလက်ဤဆောင်မှခြင်းဆိုတာဖြစ်လာတယ်နော်အဲ့ဒါမေတ္တာရဲ့ဆောင်ရွက်မှုလို့ဒီလိုဆိုလိုတာပေါ့မေတ္တာရဲ့ဆောင်ရွက်မှုမေတ္တာရှိလာပြီဆိုလို့ရှိရင်တနည်းနည်းနဲ့အကူအညီတစ်ခုတော့ဖြစ်လာတာပဲပေါ့ကူညီပေးလာတဲ့သဘောအဲ့ဒါကိုဟိတုပတန်ဟာရကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာအောင်အခြေအနေကောင်းလေးတွေကိုဖန်တီးပေးနိုင်တဲ့ကိစ္စစွမ်းရည်တတ္တိဆောင်ရွက်မှုမျိုးလေးတွေပေါ်လာတယ်တဲ့ဟောအဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်လာပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်လာပြီးဒီမေတ္တာရဲ့သဘောတရားအသွင်တန်တန်ကဘယ်လိုထင်လာသလဲလို့ဆိုလို့ရှိရင်အာဂါတဝိနယပစ္စုပ္ပထာနာအမုန်းမရှိတော့နှလုံးသားထဲမှာဘယ်လိုတွေးကြည့်ကြည့်ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးမုန်းတာဆိုတာမရှိဘူးအလိုမကျတာဆိုတာမရှိဘူးအဲ့ဒီအလိုမကျမှုမုန်းတီးမှုပျောက်ခင်းသွားခြင်းဟာသူ့ရဲ့အသွင်တရာပဲပေါ့ဒီလိုဆိုလို့တယ်ဒါပြင်ဒီမေတ္တာဆိုတာကိုယ်တဏ္ဍာမှာဖြစ်အောင်ဘယ်လိုအကြောင်းတရားနဲ့မှဖြစ်အောင်လုပ်အောင်မဖြစ်သေးတဲ့မေတ္တာကိုဖြစ်အောင်ကြိုးစားဖို့ဆိုရင်ဘယ်လိုကြိုးစားရမလဲလို့ဆိုရင်တတ္တနာမနာပဘာဝဓာတနာပဋ္ဌာနာတဲ့အနိကဆုံးအကြောင်းကတော့ဒီကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါအလုံးပေါ်မှာနှစ်သက်เสียအခြေအနေတစ်ခုဆင်ញင်တွေးတောခြင်းဖြစ်လာရင်မေတ္တာထားလို့ရမယ်ပေါ့ဆိုလိုတာကကောင်းခွက်ကိုရှာမေတ္တာကိုပွားပေါ့အပြစ်ကိုမကြည့်နဲ့အပြစ်ကြည့်ရင်မေတ္တာထားလို့မရဘူးအဲ့တော့အပြစ်ကိုမရှာနဲ့ကောင်းတာလေးပဲရှာဒါမို့ကောင်းကက်ကိုရှာမေတ္တာကိုပွားလို့ဒီလိုပြောလို့ရှိကြတယ်ကောင်းတဲ့အခြေအနေလေးတစ်ခုကိုကြည့်ပြီးတော့မေတ္တာပွားပါရှင်းတော့ကပန္နကုသင်္ကန်းရှာတဲ့ယဟန်တွေဟာအမိုက်ပုံတွေကအဝတ်တွေကိုတွေ့ရင်ကောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆွဲကြည့်တဲ့အခါကြည့်နေတယ်ဆိုတဲ့ဟာကိုမယူဘဲနဲ့နည်းနည်းမာတဲ့ဟာကိုဆွဲပြီးတော့မာတဲ့အပိုင်းလေးကိုဆုပ်ပြီးတော့ယူသွားပန္နကုသင်္ကန်းရှာတယ်လောကမှာရေစားလာတဲ့ခရီးသွားတယောက်ရေအိုင်တစ်ခုကိုတွေ့တယ်အဲ့ဒီရေအိုင်ပေါ်မှာဒီမော်သေးတွေမော်ညင်းတွေဟာအပေါ်ကလွှမ်းနေတယ်ရေကလည်းအမတန်မှငတ်နေတယ်ရေတောက်ချင်တယ်ဆိုရင်အဲ့ဒီမော်လေးတွေကိုဖယ်ပြီးတော့လက်ခုပ်နဲ့ရေကိုယူပြီးတော့တောက်တယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်က
အားလုံးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါတွေဆိုအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်လူတွေကအကောင်းနဲ့အဆိုးဆိုတာရောနေတာအဲ့တော့ရောနေတဲ့ထဲမှာအဆိုးတွေကိုဖယ်ထားလိုက်အကောင်းလေးကိုကြည့်ပြီးတော့မေတ္တာဖြစ်အောင်ကြိုးစားပါလို့ဆိုလို့ကိုယ့်ရဲ့နှလုံးထဲကသူများရဲ့အပြစ်ကိုမကြည့်နဲ့ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးဘယ်နေရာဖြင့်သူကောင်းတာပဲဆိုတာကောင်းတာလေးကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာအမုန်းတရားမပွားအောင်မေတ္တာထားနိုင်အောင်ကြိုးစားပါလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မေတ္တာကိုစပြီးတော့တိဆောက်ပြီးဆိုလို့ရှိရင်အကောင်းကိုပဲကြည့်ပြီးပွားအဆိုးကြည့်လို့ရှိရင်မေတ္တာထားဖို့ခက်တယ်တဲ့ဒီလိုဆိုလိုတာနော်အဲ့တော့မေတ္တာတရားထားပြီးတော့ကြိုးစားအထောက်ခြင်းဟာဒီမေတ္တာတရားနဲ့နေထိုင်ပြီးမေတ္တာတရားနဲ့လောက်ကင်ဆောင်ရွက်ခြင်းကိုယ်တာဝန်ဝတ္တရားတွေကိုဆောင်ရွက်တဲ့အခါကျတော့ဒီမေတ္တာနှလုံးသားနဲ့လောက်ကင်ဆောင်ရွက်ခြင်းဖြင့်မြင့်မြတ်တဲ့အလုပ်တစ်ခုဖြစ်သွားတယ်မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်မြင့်မြတ်တဲ့ဘဝမှာနေထိုင်နေမြတ်သောနေထိုင်ခြင်းဆိုတာဒီလိုဖြစ်သွားတယ်ပေါ့မေတ္တာဆိုတာအားလုံးကိုခြုံငုံပြီးတော့ကြည့်တဲ့သဘောတရားတစ်ခုပဲပေါ့ဒါပြင်ကရုဏာဆိုတဲ့သဘောတရားကတော့သူကမေတ္တာနဲ့ဘယ်လိုကွာလဲဆိုမေတ္တာတော့အားလုံးကိုခြုံငုံပြီးတော့ကျိုးစီးပွားကိုလိုလားတယ်နှိမ်ကြတယ်ဘာဖြစ်တယ်ဒီလိုဟာတွေကိုမကြည့်ဘူးအားလုံးအတွက်ခြုံငုံပြီးတော့စဉ်းစားတဲ့သဘောတစ်ခုညီလူညီမျှထားနိုင်တဲ့သဘောတစ်ခုကရုဏာကြတော့တဏှာစရာအခြေအနေတစ်ခုရောက်ပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်နှိမ်ကြနေတဲ့ပုဂ္ဂိုလ်တယောက်အခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒီအခက်ခဲကြုံပြီးတော့နှိမ်ကြနေတဲ့ပုဂ္ဂိုလ်တယောက်ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟောမှာကျင်နာတဲ့နှလုံးသားနဲ့သူ့ရဲ့အခက်ခဲတွေကလွတ်စေခြင်းတဲ့သဘောလေးသူကအဲ့တော့မေတ္တာနဲ့မတူတဲ့သဘောကအခက်ခဲကလွတ်မြောက်စေခြင်းတဲ့သဘောလေးဟာဒါကရုဏာလို့ခေါ်တယ်အဲ့ဒီကရုဏာဟာအကျဉ်းနာဆိုတဲ့နှလုံးသားကနေပြီးတော့ပေါက်ပွားလာတော့သူကလူတွေမှာကရုဏာကင်းမဲ့လာပြီဆိုရင်ဘယ်လိုဖြစ်တတ်တုံးဆိုညှင်းဆဲခြင်းတဲ့သဘောရှိတယ်ပေါ့နော်ညှင်းဆဲခြင်းနဲ့ဒုက္ခပေးခြင်းနဲ့အခုကိစကားနဲ့ပြောမှဆိုအချွန်နဲ့မှတာပေါ့နော်အချွန်နဲ့မှတယ်ပေါ့ဒီလူဒုက္ခရောက်သွားစေခြင်းနဲ့အခက်ခဲကြုံသွားစေခြင်းနဲ့ခြောက်တွန်းတယ်ဆိုတာမျိုးတွေအဲ့ဒီလူဟာမျိုးတွေကိုဒါဝိဟိန္တာလို့ခေါ်တယ်လူတစ်ဖက်သားကိုဒုက္ခရောက်သွားစေခြင်းနဲ့သဘောတရားမျိုးကိုဖယ်ရှားပြစ်နိုင်တဲ့သဘောကတော့ကရုဏာလို့ခေါ်တယ်ပေါ့အဲ့ဒီကရုဏာဆိုတဲ့သဘောတရားအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တောင်မှပဲဒီအခက်ခဲတွေကလွတ်မြောက်စေခြင်းနဲ့လို့ဆိုလိုတယ်အဲ့ဒီလိုလွတ်မြောက်အောင်ကိုတတ်နိုင်သည်မတတ်နိုင်တာကတော့အဓိကမဟုတ်ဘူးသူ့ရဲ့နှလုံးသားထဲကဒါကိုလွတ်မြောက်စေခြင်းနဲ့ခက်ခဲတွေကိုဖယ်ရှားပြစ်ခြင်းတဲ့သဘောလေးဘယ်လိုကူညီရမလဲသူ့အခက်ခဲတွေကြုံနေတာဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတဲ့ဒီအတွေးပေါ်လာတာဒီပဲနဲ့ကရုဏာရဲ့အတွေးပဲအဲ့ဒီအတွေးရနော်အဲ့တော့သူတတ်နိုင်တဲ့မြတ်ဆင်းရဲဒုက္ခကနေပြီးတော့ဖယ်ရှားပေးနိုင်သူများရဲ့ဒုက္ခဆိုလို့ရှိရင်မကြည့်ရဘူးကြည့်မနေရဘူးပေါ့နော်ဒုက္ခရောက်တာကိုဘယ်တော့မှဝမ်းမသာဘူးဒုက္ခရောက်နေလို့ရှိရင်မခံနိုင်ဘူးစိတ်ထဲမှာမခံနိုင်ဘူးဆိုတာဒီဒုက္ခကိုဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့စိတ်ဓာတ်မျိုးထားတာကိုဆိုလိုတယ်ပေါ့နော်ဒါကရုဏာရဲ့ဆောင်ရွက်မှုကနောက်တစ်ခါကျတော့ကရုဏာရဲ့အသွင်ပြင်ကတော့သူတစ်ပါးအပေါ်မှာသူကညှင်းဆဲလို့ညှဉ်းပန်းလို့တဲ့သဘောပျောက်ကင်းနေတဲ့အနေအထားတစ်ခုပဲပေါ့အလုံးရဲ့အပေါ်မှာရှိတယ်အဲ့လိုရှိတော့သူကြတော့ဒီကရုဏာတရားဟာနှိမ့်ချနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဒီအနေအထားတစ်ခုပေါ်မှာနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်ဒီကရုဏာတရားဟာဖြစ်ပွားလာနိုင်တယ်တဲ့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ထိုဒုက္ခကိုဘယ်လိုဖယ်ရှားရမယ်ဆိုတဲ့ဒုက္ခကိုရှုမြင်ပြီးတော့ကိုချင်းစာနာတဲ့သဘောတရားဟာဒီကရုဏာကိုဖြစ်ပွားစေတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့တစ်ဖက်သားကိုကူညီလိုတဲ့ဒီတစ်ဖက်သားရဲ့ဆင်းရဲပင်ပန်းမှုကိုပယ်ဖြောက်လိုတဲ့သဘောတရားတစ်ဖက်သားကိုညှင်းဆဲလိုတဲ့သဘောတရားပျောက်ကင်းသွားပြီဆိုရင်ဒါကရုဏာပဲ
အဲ့ဒီတစ်ဖက်သားရဲ့ဒုက္ခရောက်နေဘူးပေါ်မှာတောကဖြစ်လို့ရှိရင်တော့ဒါကရုဏာမဟုတ်ဘူးတဲ့အဲ့ဒါလည်းသတိထားစရာပဲပေါ့တောကနဲ့ကရုဏာဟာရောထွေးပြီးတော့သွားရသေးတယ်တဲ့တောကနဲ့ကရုဏာဟာတခြားစီပဲတောကဆိုတာစိတ်နှလုံးကိုပူလောင်စေတယ်ကြေကွဲဝမ်းနေတယ်ကရုဏာဆိုတာအဲ့ဒီသဘောမပါဘူးတဲ့တစ်ဖက်သားရဲ့ဒုက္ခကိုဖယ်ရှားလို့တဲ့သဘောမျှတာဖြစ်တယ်ကြေကွဲဝမ်းနေတာမျိုးမရှိစေရဘူးတဲ့ကြေကွဲဝမ်းနေတာကြတော့အကုသိုလ်ဖြစ်သွားပြန်ရောတဲ့သူတို့နှစ်ခုဟာခက်ဆင်ဆင်လေးတူသည့်အတွက်ကြောင့်ရောထွေးသွားတတ်တယ်မေတ္တာနဲ့တဏှာလည်းပဲရောထွေးပြီးတော့သွားတတ်တယ်တဲ့အဲ့ဒါကြောင့်မို့မေတ္တာဆိုတဲ့နေရာမှာလည်းပဲတဏှာဖြစ်သွားတဲ့အနေအထားမျိုးမရောက်စေရဘူးတဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောတတ်တတ်ပဲဖြစ်စေရမယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့မေတ္တာရဲ့ကရုဏာရဲ့ society ထဲမှာနေပြီဆိုရင်မေတ္တာလည်းထားနိုင်ပြီကရုဏာလည်းထားနိုင်တယ်ဆိုတာဒါမော်မြတ်တဲ့လုပ်ငန်းတွေပဲပေါ့ကိုယ့်ရဲ့ society ထဲမှာဒီဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအစမပြေတဲ့ပုဂ္ဂိုလ်တွေဆိုတာရှိလာရင်ကိုကဖေးဖေးမမကူကူညီညီလှုပ်လိုက်လို့ရှင်ဒါကိုဟာကရုဏာနဲ့နေထိုင်ခြင်းပဲဖြစ်တယ်ပေါ့ကူညီဆောက်ရှောက်ပေးတာကရုဏာနဲ့နေထိုင်ခြင်းတယ်ဟောနောက်တစ်ခုကျတော့ society ထဲမှာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာအောင်မြင်ကြီးပွားတဲ့ပုဂ္ဂိုလ်မျိုးဆိုတာလည်းရှိလာသူရဲ့ကြိုးစားမှုကြောင့်ဖြစ်စေအခြေအနေကောင်းလို့ဖြစ်စေကံကောင်းလို့ဖြစ်စေကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်တရားရှိလာကိုယ်ရဲ့ညင့်သွားတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ကိုယ်နဲ့ဓာတ်နုဖြစ်လာတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အခြေအနေကောင်းတွေသိကောင်းလာတဲ့ပုဂ္ဂိုလ်တရားရှိလာပြီဆိုလို့ရှိရင်ဝမ်းသာနိုင်ရမယ်အဲ့ဒီဝမ်းသာနိုင်တာကိုမုဒိတာလို့ခေါ်တယ်အကယ်၍ဝမ်းမသာနိုင်ဘူးဆိုလို့ရှိရင် jealousy ဖြစ်ပြီးတော့အိတ်သာအကုသိုလ်ဆိုတာဖြစ်လာတတ်တယ်ဒါကြောင့်မို့မုဒိတာဆိုတာပွားရမုဒိတာပွားတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ခုနကအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကြည့်ပြီးတော့အေးရရှိလာတဲ့အခွင့်အရေးတွေမဆုံးရှုံးကြပါစေနဲ့ဆက်လက်ပြီးတော့အောင်မြင်ကြပါစေကြီးပွားကြပါစေဆိုတဲ့စိတ်ထားမျိုးထားနိုင်ရမယ်တဲ့အဲ့ဒါလို့ထားနိုင်လို့ရှိရင်မော်မြတ်တယ်လို့ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒါလည်းပဲဒီအလွန်မော်မြတ်တဲ့ဒီနှလုံးသားထဲမှာဒီမုရိဒာဆိုတဲ့တရားကိန်းဝတ်ပြီးတော့လာတယ်ပေါ့အဲ့ဒါကြောင့်မလို့မုရိဒာတရားကိန်းဝတ်အောင်ကြိုးစားအထောက်ကြရမယ်တဲ့အဲ့ဒီမုရိဒာတရားကိန်းဝတ်လာအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုလို့ရှိရင်ခုနအောင်မြင်ကြီးပွားတဲ့ပုဂ္ဂိုလ်တွေရဲ့စိစိမ်ချမ်းသာတွေကိုကြည့်ပြီးတော့ဒီစိစိမ်ချမ်းသာတွေကနေပြီးတော့မဆိုးကြပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့မုဒိတာတရားကိုဖြစ်ပွားအောင်ကြိုးစားအထောက်ရမယ်တဲ့ဖြစ်ပွားအောင်ကြိုးစားအထောက်ရအဲ့တော့သူကမုဒိတာဆိုတာတော့ခုနကအိတ်သားဆိုတဲ့အပြစ်ပြောခြင်းအပြစ်ကိုရှုမြင်ခြင်းလူတယောက်အောင်မြင်လာပြီဆိုလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်ဓာတ်မျိုးအတွေးမျိုးကိုယ်တဏ္ဍမှာမဖြစ်စေရဘူးဖြစ်လာလို့ရှိရင်ဒါမုဒိတာတရားပြက်ပြားတယ်လို့ခေါ်တယ်ပေါ့ဒါကြောင့်မို့ဝန္တာနိုင်ရမယ်ရှင်းတတ်နိုင်ရမယ်ဟောမုဒိတာတရားပွားများအထောက်ပါလေဒီလိုဆိုလို့ဟောဒါမေတ္တာတို့မုဒိကရုဏာတို့မုဒိတာတို့ဆိုတာဒီကိုယ့်ရဲ့ society ထဲမှာအချိန်အခါအားလျော်စွာဖြစ်လာမေတ္တာဆိုတာအလုံးပေါ်မှာတညီတည်းထားတယ်ကရုဏာဆိုတာကြတော့ကိုယ်ရဲ့နှိမ့်ချသွားတဲ့ပုဂ္ဂိုလ်တူတယောက်ပေါ်မှာထားနိုင်တဲ့စာနာစိတ်မုဒိတာဆိုတာကိုယ့်ရဲ့တာသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာဝမ်းသာစိတ်ပေါ့နော်စာနာစိတ်တဲ့ဝမ်းသာစိတ်တဲ့ဒါတွေကအမတ္တမအရေးကြီးတဲ့စိတ်ပေါ့နော်နောက်ဥပိ္ပခာဆိုတာကြတော့ဘလို့ဟာကိုဆိုလိုတာတော့ဆိုတော့ဥပိ္ပခာကြတော့အလွန်ကိုရင့်ကျက်သွားတယ်စိတ်ဓာတ်အလွန်ရင့်ကျက်သွားတယ်ချစ်ချင်းမုန်းခြင်းဆိုတာလည်းမလာဘူးသူ့မှာဥပိ္ပခာဆိုတဲ့သဘောတရားဟာဘလို့တည်ငြိမ်သွားတော့ဆိုတတ္တဝါဆိုတာအလုံးဟာကံတိုင်းပဲအဲ့တော့မိဘတတ္တဝါတွေဆိုတာသူ့ကံနဲ့သူသွားနေကြတာပဲလို့ဆိုတယ်ကံကိုနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်စိတ်ဓာတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့အနေအထားမျိုးပါဥပိ္ပခာလို့ခေါ်တယ်ဥပိ္ပခာထားသည့်အတွက်ကြောင့်ဘယ်သူအပေါ်မှသူကကြောင်းကြပြပါတာမရှိတော့ဘူးခုနကကျိုးစီဝါကိုလိုလားတယ်ဆိုတဲ့ကြောင်းကြပြပါတာမရှိဘူးတဏှာတယ်ဆိုတဲ့စာနာတယ်ဆိုတာလည်းမရှိတော့ဘူးဝ
ဝမ်းသာတယ်ဆိုတာလည်းမရှိဘူးသူ့မှာဘာရှိတော့ဆိုတည်ငြိမ်တယ်တိမှတ်တယ်ဒါတစ်ခုပဲရှိတော့အဲ့ဒီဥပိ္ပခာ